ငါဆိုတာကလေဘဝမှာဖြုံလဲဖြုံဆက်လဲစိတ်ဝင်စားအောင်နော်နင်းတပ်ပတ်မှုရညီလာနင်းစပုတ်ငွေအမှရီကြည့်ရင်ညီလာလို့နော်အဲ့ငါပြဘူးထဲမှာတကောင်တလေတခြားငါတကောင်တလေပါမှာပေါ့ငါပြောင်ဆိုပြစေတနာနဲ့ငါရောတော့ပြတခါတည်းမမွေလေးပြပြလေးပြောင်ငါလက်ထောင်ငါပဲသိတယ်လေနေမကြငါလည်းပြောပြပါဆော့စီရှေ့ပြငါစားရငါအဲ့ငါညဟုတ်ပြီလားဖဲထားလိုက်ကောင်မနော်မလို့နေတော့ဒီအားလုံးမြင်ရသေးတယ်ကွာအစိမ်းတောင်မှာအသိစားလေးဆိုဘာငါလည်းကြိုထားတယ်နုံမြင်ရတာတွေ့ရလားပြောကြည့်ပါကောင်မမလို့ customer ကလည်းမကောင်းလို့မပြောဘူးဗျာနော်ငါလေးပါလာတယ်လို့သူကပြောတာဒါကို ဘလို့တော့ဒီမှာဟမ်ပြောလဲငါစင်ရိုင်းတက်တက်ပဲဆိုဒါကြီးကဘာကောင်းကြီးနော်ဒါကြီးကငါဒီငါကြီးမစားပါအောင်ဆိုငါဒီငါလေးဒီလိုမျိုးဖြစ်မှာဆိုလို့ငါဒီတက်တက်ပဲဆိုလို့ဝယ်စားမကြမ်းတပါကြီးတော့ ဟုတ်ကောင်မငါပြတဲ့ဘူးဝယ်ဘာတွေမျောလင်းနေတာတော့ဘာလို့ငါပြဘူးထဲမှာငါလော်တူကြီးထည့်ပေးလိုက်ရမှာနင်းတွက်ဘာတူကြီးထည့်ပေးလိုက်ရမလားငါစားရငါရဘာအဲ့ငါညစ်ဟုတ်ပြီလားဖဲထောက်လိုက်ကောင်မ အခုလားမသိနော် ပြောလဲငါစင်ရိုင်းဆိုဟမ် ငကြီးဖြစ်ဖို့များတယ်ဗျ ကြောင်ငါခွေးလားငါကြီးလားမသိဘူးစမ်းဒီထဲမှာလည်းဒီမှာငါကြီးဒီမှာဘာငါလည်းမသိဘူးငပိနော်အောင်ချမ်းအေးငပိ အဲ့ဒါအောင်ချမ်းအေးနော်မကျိုးတယ်ငါစရိုင်းငါပြီးတဲ့မရောဘူးတဲ့ဒါမှတဲ့ဒါကြီးကဘာငါကြီးတော့ဒီငါကြီးကဘာငါကြီးတော့ဒါကြီးကဘာကြီးတော့ပြီးတော့နော်ဒါကြီးရောဒီငါကဘာငါတော့ဒီငါကြီးကဘာငါတော့ပြောလဲငါစရိုင်းဆိုငါစရိုင်းစစ်တွေဆိုငါစရိုင်းမိုက်ဆိုဘာကြီးတော့ကျုံမပြီးငါပြီးကကြိုလိုက်လို့ရှိရင်နှက်လည်းမနှက်ဒီမှာဟေးဒီမှာနော်အောင်ချမ်းရောက်တဲ့ဘူးထဲမှာကြွကြွအိပ်ပါတယ်တဲ့အထဲမှာအခုစားလုံးဆက်တွေများလားဆိုလို့ဒီမှာပါပါတယ်ရှင်ဒီမှာသေချာကြည့်နော်ကြွကြွအိပ်ပါတယ်အပေါ်ကနေသေရခွင်းနဲ့စီးပေးလိုက်တာအဲ့ဒီဥစ္စာကိုခတ်လို့မလွယ်လို့ကြွကြွအိပ်ကိုအဲ့လိုမျိုးဒုံးကြီးကိုကကျူးနဲ့ထိုးကလပ်ပြီးတော့ညှက်ပြီးတော့အဲ့လိုသုံးနေတာနော်မလေပြောရရှင်ဒီမှာရှင်တော့ဘာဖြစ်နေကြကျမစီပီလိုက်ကျမဖေရောမောင်နဲ့ဆဲနေကြရတော်တော်နာနေကြရှင်တော့မကောင်းရင်မဝဲစားနေပေါ့မကောင်းရင်မြူနေပေါ့မကောင်းရင်ဘယ်တော့ဝဲစားမှာတော့ကောင်းတယ်ဆိုလို့ဝဲစားရလေပြီးငပိလေးတပူးနဲ့လိုက်ပြီးအတန်းရှင်းရှာနေရဆိုအောင်လေမကောင်းမှလည်းမပြောပါဘူးနော်တက်လားဂျားတဲ့ကနေကြီးတော့တော့အလကားကြောင်းနေရဟာတွေလည်းပြောအောင်မယ်ကျမဖုန်းနဲ့ကျမတင်တာကျမဖေနဲ့ကျမတင်တာနော်ရှင်တို့ပထွေးလောက်ခတပြားမှမပါဘူးနော်အဲ့မှာနာလို့ရှိရင်ဖင်နဲ့ငုံနဲ့စောက်ပြီးသေးသိလား ရှင်းရောနော် နော်ငါစရိုင်းငပိမို့လို့ငါစရိုင်းငပိကိုဝယ်စားတယ်နော်ရောက်လာတော့ငါစရိုင်းနေမဟုတ်အမှငါခုပါလာတယ်ငါခုကစားလိုက်ရင်သေမာလားလို့ပြောအောင်လေဟုတ်တယ်မတဲ့လို့သိလားနော်ငါတော့စားလို့ဟုတ်တယ်ရှင်တို့ပြောလို့မသေဘူးစားလိုက်ဆိုတာဟုတ်တယ်မတဲ့လို့နော်ငပိပဲပါမှာပေါ့ဆိုတာငါစရိုင်းငပိလေရောင်းငပိဆိုရောင်းငပိလို့ပြောရအောင်ပေါ့ မှန်တော့မှန်တယ်ဗျာနော် ကြီးတော့နာလကားကြောင်နေဟာရနေနော်အမနာလို့ရှိရင်လဲသိဖိနေငုံနဲ့ဆောက်ပြီးသိ အေးရောနော်ကဲဒါဒီညီမလေးကပေါ့နော်ဒီကိုအောင်ချမ်းအေးရဲ့ငပိကိုသူဝယ်ယူပြီးတော့ပေါ့နော်ငပိရဲမှာဒီငစရိုင်းမဟုတ်ဘဲနဲ့တခြားအကောင့်တွေပါပါလာတယ်ဆိုပြီးတော့ဒါဒီညီမလေးကအားလုံးကိုသိအောင်လို့ဒါပြောပြလိုက်တာပေါ့ဗျာနော်သူစားချင်တာကငစရိုင်းငပိဒါပေမဲ့တခြားအကောင့်တွေပါလာတော့သူလည်းနည်းနည်းတော့စိတ်ပြတ်မိမှာပေါ့နော်ကဲအခုကျွန်တော်တို့ဆက်လက်ပြီးတော့ကိုအောင်ချမ်းအေးကဒီပြဿနာနဲ့ပတ်သက်ပြီးတော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ပေါ့နော်သူ့ရဲ့ငပိပေါ်မှာဘယ်လိုတာဝန်ယူမှုတွေနဲ့ပြန်လဲဖြည့်ရှင်းထားလဲဆိုတာကိုလည်းကျွန်တော်တစ်ချက်လောက်ဆက်ပြီးတော့နားထောင်ကြည့်ကြရအောင်ဗျာနော် ဟုတ်ဘူးယူလားဒီပါအောင်ပြောပါအောင်မနေ့ကမှတွေ့ရလို့တွေ့တော်တယ်မှာဟုတ်ကောင်မငါပြတဲ့ဘူးဝယ်ဘာတွေမျောလင်းနေတာတော့ဘာလို့ငါပြဘူးထဲမှာငါလော်တူကြီးထည့်ပေးလိုက်ရမှာနင်းတွက်ဘာလီတူကြီးထည့်ပေးလိုက်ရမလားမယုံမသိပါကွယ်ငါပြတဲ့ဘူးဖွင့်လိုက်တာငါပြအစိမ်းဝယ်ပြီးတော့ငါတထောင်ငါစီတိုင်းမဟုတ်ပဲနဲ့တခြားငါလေးတထောင်ပါလို့တဲ့ပြောတဲ့လေတန်နဲ့ဟိုလောက်တဲ့အမူအရာနဲ့လက်နဲ့ဘေးနဲ့လေတန်နဲ့ကတစ်ဖက်လူကိုကောက်ချစ်ရုံပါတယ်ဆိုတာအကုန်ပေါပြီးသားနင်းစိတ်တက်နဲ့နင်းမျက်နှာထားနင်းလေတန်အကုန်ပါပြီးသားနော်အဲ့တော့ပြောပြပေးချင်တာကငါပြဝယ်စားပြီးတော့နင်ကဘာတွေမျောလင်းနေတာတော့ဘာတွေမျောလင်းနေတာတော့မမျောချင်းမမျောနဲ့လေရှင်းရှင်းလင်းလင်းပြောရမယ်ဆိုရင်ငါပြဆိုတာကလေနော်ငါးပေါင်းမျိုးစုံကျိုးခုံကိုလောက်ပြီးမှဖမ်းတော့အိုးတိုးတော့တိတ်တဲ့ချက်မှာတကောင်ချင်းစီလိုက်ပြီးထိုင်တကောင်တလေးပါသွားတော့ဘာဖြစ်သွားလို့အဲ့ဒီ900စားမရလို့လားဘာဒီကဘာကြီးပြောင်းပုံကြီးချက်နေတာတော့အဲ့လိုပြောလိုက်တော့မြန်မာနိုင်ငံမြန်မာလူမျိုးတွေတနိုင်ငံလုံးကငပိကိုမစားတော့ပါနဲ့နေမယ်ထင်လားနင်ကတပ်တိုင်ငါရဲ့အောင်မြင်မှုငါရဲ့ငပိမြန်မာနိုင်ငံပေါ်ကဘာကြီးပါပေါင်းနေတာအောင်နင်တို့ဘသူနင်တို့ဟာဒါရိုးနေပြီလုပ်ငန်းချင်းကျူတဲ့လူတွေကမသိတဲ့လူတွေပတ်စံပေးပြီးခိုင်းတယ်ဒီလိုဝယ်ပြီးတော့ဒီလိုပြောပေးပါဟိုလိုဆိုပေးပါဘာလို့အဲ့ဒါတွေရိုးနေပြီဟိုအရင်ကတည်းကငါ3-4ယောက်ငါအဲ့လိုခိုင်းလို့ဆိုပြီးတော့အဲ့ဒီငါပါလိုက်တဲ့ပါတက်ရိုက်တဲ့လူတွေလည်းစီးတယ်အပြင်မှာခေါ်ရှင်းတဲ့လူတွေလည်းစီးပြီးသွားပြီ line ပေါ်မတင်ရင်တော့မတင်တာပဲစီးတယ်သိပြီလား
နော်ဒီကိုသူပြောခိုင်းတယ်ဘယ်သူလောက်ခိုင်းတယ်ဆိုတာလေမသိဘူးမထင်နဲ့နော်မသိဘူးမထင်နဲ့နေကိုနေရဲ့စိတ်သဘောထိုးရနဲ့ဝယ်စားလို့ငစရိုင်းငပိဘူးထဲမှာအဲ့ဒီငါးလေးတစ်ထောင်ပါလာတယ်ဆိုရင်တော့အဲ့ဒီငါးလေးကိုဖယ်ထုတ်ပြီးတော့ဒီမောင်နေတီးတာသွေးရိုးသားရုံနဲ့ကြိုစားလို့ရတယ်တကယ်လို့တစ်ခုဖြစ်တယ်ဆိုတော့ကိုအောင်ချမ်းရေဒီလိုမျိုးကျနေရဲ့ဂျိုးသားချင်းကငါ့ကိုလည်းပြောလို့ရတယ်နေရဲ့စိတ်ကကောက်ချီရှုံးမှာတော့မိမကျင့်မိမရက်မိမယုံမိမညံ့အောက်တန်းစားမှာစိတ်ကနဲ့နေအဲ့လိုကြီးအရင်ဒီငါကမကြောက်လိုက်တာဒီငါစားရုပ်တဲ့ဒီငါကြီးကြောက်တယ်မစားရအော်ငါရနေတမနော်ဖယ်ထုတ်လိုက်ပါမဖြစ်ဘူးအဲ့တဲ့ပါအဲ့ငါစရိုင်းဒီငပိဘူးတဲ့ဘောပဲတခြားငါးလေးတစ်ထောင်အဲ့ငါကြီးအသက်ရှင်မိနေတမလို့ဖယ်ထုတ်လိုက်ဖယ်ထုတ်ပြီးတော့ကိုကြိုက်တဲ့ဟာပဲကြိုပြီးတော့စားပြောချင်တာဒီလောက်ငါးကြီးကိုတက်အသိမ်းမွားတွေပင်လေတိမ်ပေါင်းတောင်းဖမ်းပြီးတော့တိုက်တဲ့ငပိအိုဒီဟာလေးပါတာအပြည့်ဖြစ်သွားတာကဘာကြီးဖြစ်သွားတာကြိုက်တဲ့လောက်ငါ့ကိုတိုက်ခိုက်ကြိုက်တဲ့လောက်ပြောကုန်တယ်ချင်းတူတယ်လူပဲဖြစ်ဖြစ်ငါမနာလို့လည်းကြိုက် ချမ်းအေးရကြည့်ပါအောင်ဗျာနော်အစဲအဆူတွေနဲ့ပြန်လဲဖြည့်ရှင်းထားတာကြည့်နေကျွန်တော်တငယ်ချင်းတွေလည်းသူတို့နှစ်ဦးရဲ့သဘောထားတွေအပေါ်မှာဘယ်လိုယူဆကြလဲဗျာနော်ဒါကိုအောင်ချမ်းအေးလောက်တာကိုအောင်ချမ်းအေးပြန်လဲဖြည့်ရှင်းတာမှန်နေဆိုရင်ကျွန်တော်အောက်မှာမှန်နေဆိုတဲ့အကြောင်းကို comment လေးနဲ့ဖြည့်ပေးခဲ့ပါအောင်ဗျ ဒီတော့ငါပြီကိုစားတာလားလူရက်ကြလားလူကိုစားကြတာလားအခု line မှာလေနာမည်ကြီးဆယ်လီတယောက်ရဲ့ငပီးကမကောင်းဘူးဆိုပြီးတော့အစမပြေဘူးဆိုပြီးအဒီတယောက်တင်ထားအမတယောက်တင်ထားအဲ့ဒါမှအောက်မှာ comment စီကဘူးထောင်တော့ရောက်နေတာနစ်စီရပဲအတန်ထွက်တယ်လို့ပါတစ်ထောင်မှတဘူးမကောင်းလို့ရှိရင်လည်းမကောင်းတဲ့တဘူးဘက်ကပြောပိုင်ခွင့်ရှိတယ်လေဘာလို့လဲဆိုတော့ तू ကတဘူးပို့ပြီးဝယ်ထားတာလေ तू လည်း customer ပဲဟောက် မှန်တယ်ဗျာ အဲ့လိုတင်းပေးမှလည်းအဲ့ငပေါ်ကီးတဲ့ကတိမှာပေါ့အဲ့ဒါမှ तू ပြင်လို့ရမှာပေါ့ဟိုတစ်ခေါက်ပတ်ဖြစ်သွားတယ်ပတ်ကိုနမူနာယူကြပတ်ကလည်းဒီမှာဟိုပါလေတန်စားလေးပါသွားတယ်ပတ်ကရောချိုချင်တိုင်းမှာတန်စားပါလားမပါဘူးလေရှားတော့ရှားခဲ့ဒီတစ်ခေါက်ပဲပါဘူးလားပါဘူးပဲမဲ့လေသူတို့တောင်းမယ်ဟာပဲဟုတ်တယ်တိတ်ပါအဲ့တော့လူရက်နေရတာငါပြို့စားတာလေအဲ့တော့ငါပြိတဲ့ဘက်ကလည်းမှန်တယ်ဘူးထောင်မှာတဘူးဖြစ်တယ်ဆိုရင်ငါပြိစားတဲ့သူဘက်ကလည်းမှန်တယ်သူတဘူးဝယ်စားတာမှာတဘူးဖြစ်တဲ့အတွက်ကြောင့်မလို့တော့ပြောမှာပဲနော်အဖောက်လိုက်ပြီးနားရှိစက်နေတာချင်းထက်ခံရတာနဲ့ပဲတန်တယ်နော်အဲ့ဒါလူတော့ရက်ကြစားနေငါပြိပတ်စံလွှဲပေးလိုက်မမဝယ်နဲ့အိမ်ကိုအရောက်မခံတဲ့ပစ္စည်း အခုလက်ရှိပွဲဖြစ်နေတဲ့ဆယ်လီငပိရေချိုပြဿနာမှာဝယ်သူကမှားတာလားရောင်းတဲ့ဆယ်လီကမှားတာလားအခုလက်ရှိဘာဖြစ်လဲဆိုတော့ဝယ်သူကကြတော့ဒီဗီဒီယိုသူ့ရဲ့ငပိထဲမှာငစင်ရိုင်းငပိလို့ပြောပြီးတခြားငါးတွေပါလာတယ်ဆိုပြီးတော့တင်တယ်အဲ့ဒါကိုရောင်းတဲ့ဆယ်လီကကြတော့ပြန်ဆဲတယ်ဆဲရမှာပိုးစိုးပဆက်ဆဲတယ်ပေါ့နော်အဲ့တော့အမှားမှန်မှာဘာတွေဖြစ်နေလဲဆိုတော့အဖွဲ့ကအမှန်လေးနှစ်ဖွဲ့ကွဲနေကြတယ်တချို့တလေကြတော့လေဝယ်သူကမှန်တယ်နော်တချို့တလေကလည်းဆယ်လီကမှန်တယ်အဲ့မှာကျွန်တော်တို့အမြင်ပြောမယ်ဆိုကျွန်မလည်း online shop လုပ်နေတဲ့သူတယောက်ဖြစ်နေတဲ့အတွက်ဝယ်သူနဲ့ဒီရောင်းတဲ့သူနဲ့ဂျားတဲ့ကတစ်ချက်ပြောပြမယ်ကျွန်မတို့ရောင်းတာကြတော့ဒီလိုမျိုးမဟုတ်ဘဲနဲ့ကိုဒီတိုင်းတခြားပစ္စည်းဖြစ်နေတဲ့အတွက်နည်းနည်းတော့နီးစပ်မှုတော့မရှိဘူးပေါ့နော်ပြောရမယ်ဆိုအဓိကအစားအသောက်နဲ့ပတ်သက်တာဆိုရင်လူတိုင်းကအသားစုံမစားကြဘူးဟုတ်တယ်နော်လူတိုင်းကအသားစုံမစားကြဘူးတားကြီးငါးကြီးရှောင်တဲ့လူရှိတယ်မဲသားဝတ်သားရှောင်တဲ့လူရှိတယ်ခြေလေးချောင်းရှာနေတယ်နော်တချို့တလေဆိုရင်စက်သားအထိမစားဘူး9000မှပဲလူတိုင်းအစုံမစားကြဘူးကျွန်တော်တို့မိသားစုလည်းငါးကိုအစုံမစားဘူးရှောင်တဲ့ငါးတွေအများကြီးရှိတယ်ရှောင်တဲ့ငါးတွေအများကြီးရှိတော့ဝယ်သူကကြတော့ဘယ်လိုဖြစ်လဲဆိုတော့ तू ကငစင်ရိုင်းငပိကောင်ငပိရေလို့ပြောပြီးတော့ရောင်းတဲ့အချိန်မှာ तू ဝယ်သွားတယ် तू ကြိုကြည့်လိုက်တဲ့ခတ်လိုက်တဲ့အချိန်မှာပါလာတဲ့ငါငဖယ်ဖြစ်မယ်ထင်တယ်နော်တချို့တလေကလည်းငါခူလို့လည်းပြောတယ်ကျွန်မညလုံးထဲမှာတော့ငဖယ်လို့ထင်တယ်ငဖယ်ပါလာတယ်ငဖယ်တွေပါတယ်တခြားငါးတွေပါတယ်ပေါ့တခြားငါးတွေပါတယ်ပေါ့